ကြောင့်ရာပြောပြခြင်းသာအခက်ခဲများစွာတရလည်းမနာတော့ထရွယ်တဲ့ကြမှာဘဝကိုအစာပြုလာသမီးရှင်ညိုညင်ခဲ့တာဇနီးရဲ့အိမ်သူတက်လျာအမျိုးဆွေအားလုံးကသူတော်တနာလိုက်ကြဂုံမရှိတနာမဲ့ကျုပ်လိုလူထမ်းဓမ္မနဲ့မှညာရတလားအနေခံလူရန်သာအချိန်တန်ရင်ငွေကရှာမှထင်သေးမြင်သေးဟာတိုက်ကြရဲ့ကြာတန်တော်လွန်မောစရာမွေရဲ့ညာရွာတော်လေးကျွန်တော်ဘဝအကြောင်းရာပြောပြခြင်းသာအခက်ခဲများစွာတရလည်းမနာတော့ထရွယ်တဲ့ကြမှာဘဝကိုအစာပြုလာသမီးရှင်ညိုညင်ခဲ့တာဇနီးတဲ့အိမ်သူတက်လျာအမျိုးဆွေအားလုံးကသူတော်တနာလိုက်ကြဂုံမရှိတနာမဲ့ကျုပ်လိုလူထမ်းဓမ္မနဲ့မှညာရတလားအနေခံလူရန်သာအချိန်တန်ရင်ငွေကရှာမှထင်သေးမြင်သေးဟာတိုက်ကြရဲ့ကြာမခံနာတဲ့ထမ်းဓမ္မပါဗျာဝမ်းစာရှာကြိုးစားယုံကမခံခြင်းစိတ်မာနအပြည့်ပါနေလာတဲ့လောကရန်တရားထင်မထားတဲ့ကံစားတာယရနာမြတ်တုံးပါဆရာဓမ္မမိဘဂုံကျေးဇူးထိပ်ပန်ဆင်ကရွှေတနေ့ငွေတနေ့ဖြစ်ခဲ့တာအညာသူလာကျင်ပဲတက်လျာနှစ်ပြားသူဘဝပြည့်စုံရမှညာကထမ်းဓမ္မအချစ်ကိုယုံပါဘ누구ဖြစ်ဖြစ်မဖြစ်ပါဘူးဘွာယုံမြေကြကျင်ကျင်နာနာတစ္ဆာမေတ္တာခိုင်မြဲတတကစီးရဲ့ရင်ဆဲတဲ့ကစင်လေးတို့ညကပါကျေတာရလင်းလာမင်းသာကျွန်တော်ဘဝအကြောင်းရာပြောပြခြင်းသာအခက်ခဲများစွာတရလည်းမနာတော့ထရွယ်တဲ့ကြမှာဘဝကိုအစာပြုလာသမီးရှင်ညိုညင်ခဲ့တာဇနီးတဲ့အိမ်သူတက်လျာအမျိုးဆွေအားလုံးကသူတော်တနာလိုက်ကြဂုံမရှိတနာမဲ့ကျုပ်လိုလူထမ်းဓမ္မနဲ့မှညာရတလားအနေခံလူရန်သာအချိန်တန်ရင်ငွေကရှာမှထင်သေးမြင်သေးဟာတိုက်ကြရဲ့ကြာမခံနာတဲ့ထမ်းဓမ္မပါဗျာဝမ်းစာရှာကြိုးစားယုံကမခံခြင်းစိတ်မာနအပြည့်ပါနေလာတဲ့လောကရန်တရားထင်မထားတဲ့ကံစားတာယရနာမြတ်တုံးပါဆရာဓမ္မမိဘဂုံကျေးဇူးထိပ်ပန်ဆင်ကရွှေတနေ့ငွေတနေ့ဖြစ်ခဲ့တာအညာသူလာကျင်ပဲတက်လျာနှစ်ပြားသူဘဝပြည့်စုံရမှညာကထမ်းဓမ္မအချစ်ကိုယုံပါဘ누구ဖြစ်ဖြစ်မဖြစ်ပါဘူးဘွာယုံမြေကြကျင်ကျင်နာနာတစ္ဆာမေတ္တာခိုင်မြဲတတက